အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Forever Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးသတင်းတွေအမြဲနားထောင်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာအလက်ဆန်နာအိုက်ဆန်နှင့်ပတ်သက်၍နယူကာဆယ်၏သဘောထားကိုဒေးဗစ်ဝင်းစတင်ပြောကြားချက်အရနယူကာဆယ်အသင်းသည်အလက်ဆန်နာအိုက်ဆက်ကိုလုံးဝရောင်းချရန်ရည်ရွယ်ထားခြင်းမရှိဘဲသူ့ကိုစာချုပ်တစ်ချုပ်ဆိုရန်သာလိုလားသည်ဟုသိရသည်ရင်းတို့သည်အိုက်ဆက်၏လက်ရှိစာချုပ်သက်တမ်း3နှစ်ကျော်ကျန်ရှိနေသေးခြင်းနှင့်လစာကောင်းစွာပေးချေထားပြီးဖြစ်ခြင်းတို့ကြောင့်ခိုင်မာသောအနေအထားတွင်ရှိနေသည်အသင်းဘက်မှလစာပိုပေးရန်လည်းပြဿနာမရှိကြောင်းအိုက်ဆက်သည်ရည်မှန်းချက်ကြီးသည့်စီမံကိန်း၏ဗဟိုတွင်ရှိနေသောကြောင့်တောင်းဖြစ်သည်ဟုဆိုသည့်ကစားသမား၏ရှုထောင့်မှကြည့်လျင်လည်းနယူကာဆယ်သည်လာမည့်ရာသည့်ချန်ပီယံလိဝင်ခွင့်ရရှိထားခြင်းကြောင့်ထိပ်တန်းအဆင့်ဘောလုံးကစားခွင့်ရရှိထားသည်ထို့ပြင်သူသည်အသင်းအတွက်ကာလကြာမြင့်ပြီးနောက်ပထမဆုံးဖလားကိုရယူပေးခဲ့သူလည်းဖြစ်သည်အိုက်ဆက်သည်ပျော်ရွှင်နေပုံရပြီးအမြဲပျော်ရွှင်နေသည်ဟုလည်းဖော်ပြထားသည့်အိုက်ဆက်နှင့်ပတ်သက်၍စကားပြောဆိုမှုစတင်ရန်အတွက်ပင်ပေါင်တန်း150ဝန်းကျင်ခန့်ကုန်ကျနိုင်သည်ဟုခန့်မှန်းထားသည်မကြာသေးမီကထွက်ပေါ်ခဲ့သည့်ကောလာဟလများနှင့်သတင်းများအားကြားမှမြည်သည့်တိုးတက်မှုမျိုးမှမရှိသေးကြောင်းလည်းအခိုင်အမာပြောကြားထားသည်လီဗာပူးအသင်းမှကြိုးစားနိုင်တော်လဲအောင်မြင်လိမ့်မည်ဟုမဆိုနိုင်ကြောင်း The Athletic မှဖော်ပြထားသည်ခရစ္စတီယာနိုရိုနယ်ဒိုအနေဖြင့်အန်နာဆာအသင်းနှင့်2029ခုနှစ်အထိချုပ်ဆိုခဲ့သည့်စာချုပ်သစ်အရရင်းရရှိမည့်လောက်ခလစာများမှာတစ်နှစ်လျင်ယူရိုတန်400တစ်လလျင်ယူရို33.34တန်းတစ်ပတ်လျင်ယူရို9.6တန်းတစ်ရက်လျင်ယူရို1.1တန်းတနာရီလျင်46,300ယူရိုတမိနစ်လျင်982ယူရိုတစ်စက္ကန့်လျင်13ယူရိုဖြစ်ပြီးမြန်မာငွေနဲ့တွက်မယ်ဆိုတစ်စက္ကန့်ကို32,000ဝန်းကျင်ခန့်ရရှိမှာဖြစ်ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုသည်အားကစားသမိုင်းတစ်လျှောက်ဝင်ငွေအကောင်းဆုံးစာချုပ်များအနက်မှတစ်ခုကိုရရှိခဲ့တာဖြစ်ပြီးအခြားခံစား권များအနေဖြင့်အန်နာဆာအသင်းဆော်ဒီပရိုလိဖလာရရှိပါကပေါင်8တန်းဘောနတ်ဆော်ဒီပရိုလိဂိုးသွင်းဘရင်စုရရှိပါကပေါင်4တန်းဘောနတ်အန်နာဆာအသင်းအာရှချန်ပီယံလိဝင်ခွင့်ရပြီးဖလားရရှိပါကပေါင်6.5တန်းဘောနတ်အန်နာဆာအသင်း၏15%ပိုင်ဆိုင်မှုခန့်မှန်းခြေပေါင်33တန်းတန်ကြေးရှိစာချုပ်ချုပ်ဆိုကြေးပေါင်24.5တန်းဒုတိယနှစ်စာချုပ်သက်တမ်းကိုဆက်လက်တိုးပါကပေါင်38တန်းအထိတိုးမီတွင်းကိုတကိုးလျင်ပေါင်8000ဘောနတ်ဒုတိယနှစ်တွင်20%တိုးမီဂိုးဖန်တီးမှုတစ်ကြိမ်လျင်ပေါင်4000ဘောနတ်ဒုတိယနှစ်တွင်20%တိုးမီသူ့အတွက်အချိန်ပြည့်လုပ်ကင်ပေးမည့်ဝန်ထမ်း16ဦးရင်မောင်း3ဦးအိမ်အကူ4ဦးစဖိုမှု2ဦးဥယျာဉ်မှု3ဦးနှင့်လုံခြုံရေးဝန်ထမ်း4ဦးအပါအဝင်ပေါင်4တန်းတန်ဖိုးရှိကိုပိုင်ချက်လေရင်ဈေးစကများကိုအန်နာဆာအသင်းကကြခံပေးမည်စသည့်အချက်များပါဝင်ပါတယ်အာဆင်နယ်သည်ဗလင်စီယာမှခရစ္စတီယန်မော့စကွေယာကိုခေါ်ယူရန်ကြိုးပမ်းနေအာဆင်နယ်အသင်းဟာဗလင်စီယာအသင်းကနေအသက်20အရွယ်ခရစ္စတီယန်မော့စကွေယာကိုခေါ်ယူဖို့ကြိုးပမ်းနေပါတယ်သူဟာလက်ရှိမှာအာဆင်နယ်ရဲ့ဗဟိုနောက်ခံလူနေရာအတွက်အားဖြည့်ဖို့ပထမဦးစားပေးပြစ်မှတ်ဖြစ်ပါတယ်မော့စကွေယာရဲ့စာချုပ်သက်တမ်းဟာနောက်ဆုံး10နှစ်လာတဲ့ကိုရောက်ရှိနေပြီဖြစ်ပြီးတခြားကလပ်အသင်းတွေကလည်းစိတ်ဝင်စားနေကြပါတယ်ဒီသတင်းကို Gunnerblog နဲ့ The Athletic နဲ့အတူ Henderson ရဲ့ဖော်ပြချက်အပြီးမှာရရှိတာဖြစ်ပါတယ်အခြားတစ်ဖက်တွင်လည်းအာဆင်နယ်အသင်းသည်ပေါင်68တန်းတန်ကြေးရှိခရစ္စတယ်ပဲလစ်ကျေပွင့်အီဘာရီချီအီဇီကိုခေါ်ယူရန်အတွက်မြောက်လန်ဒန်ပြိုင်ဘက်တော့တင်ဟန်အသင်းနှင့်အပြိုင်ကျဲရန်အသင်းဖြစ်နေပြီဖြစ်ကြောင်းသိရပါတယ်။လိုင်းလီအသင်းသည် Los Angeles အသင်းမှတိုက်စစ်မှု Olivier Giroud ကိုခေါ်ယူရန်သဘောတူညီမှုရလုနီးပါးဖြစ်နေပြီးဆွေးနွေးမှုများမှာနောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်သည့် Giroud သည်ဥရောပဘောလုံးလောကသို့ပြန်လာရန်စိတ်အားထက်သန်နေပြီးယခုပြောင်းရွှေ့မှုအတွက်လည်းလက်ခံထားပြီးဖြစ်ကြောင်း Foot Mercato မှဖော်ပြခဲ့သည်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာပျော်ရွှင်ဖွယ်နေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်